အားလုံးပဲမင်္ဂလာပါရန်ဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြိုက်တီယိုတောင်ပေါ်ကခြေကံပါဇက်နတ်ရည်တွင်မောက်ဆိုးတောင်နဲ့ကြဟကျင်ကွင်းဘက်ကိုနှခင်းစောစောညောင်းညပြေပတ်သွားတဲ့လော်လေးပဲဖြစ်ပါတယ်ခြေကံပါဇက်နတ်ရည်တွင်တို့ဆိုတာကြိုက်တီယိုတောင်ပေါ်ကနေပြန်ဆင်းပြီးတော့ကြိုက်တီယိုတောင်ရဲ့အလယ်လောက်ပေါ့ကပန်းလောက်မှာရှိတဲ့နေရာမှာတည်ထားတဲ့နေရာတွေပဲဖြစ်ပါတယ်ခြေကံပါဇက်နဲ့နတ်ရည်တွင်ဆိုတာတောင်ပေါ်ကနေပြန်ဆင်းပြီးတော့မှပြန်လာရင်ပြန်တက်ရတဲ့ခီးမို့လို့အဓိကတော့လေကတက်တွေနဲ့စင်းတာပြဿနာမရှိပေမဲ့ပဲလေကတက်တွေပေါ်ပြန်တက်တဲ့အခါမျိုးကြတော့နည်းနည်းလေးတော့မောပါတယ်တောင်ဘက်မှာရှိတဲ့စွန်တောင်တို့ညာစိမ်းတောင်တို့တွားတဲ့လမ်းလိုမျိုးကုန်းတက်ကုန်းဆင်းကိုလေကားနဲ့မဟုတ်ပဲနဲ့ဒီလိုစင်ရောပုံစံမျိုးလုပ်ပြီးလို့ရှိရင်တော့ပို့ပြီးတက်ရပြရတော့ပို့အဆင်ပြေပါတယ်လမ်းကြီးတစ်လျှောက်လုံးမှာတော့ဒီဘေးပင်ညာမှာဈေးဆိုင်တန်းတွေရောအပြည့်ပါပဲပြီးတော့အရင်တည်းမတူတာအရန်ကိုညစ်ပတ်လာပါတယ်အထူးတစ်ဖြစ်ဆိုလို့ရှိရင်အမိုက်ပေါ့နော်အမိုက်တွေဆိုလို့ရှိရင်ဒီတောင်ရဲ့ဘေးမှာပြစ်ချထားတာတွေအဲ့လိုမျိုးပေါ့ပြီးတော့ပို့ပြီးတော့ရှုပ်ထက်ခတ်လာကြည့်ရတာလို့ခေါ်မယ်အမိုက်တော့ဘူးပေါ့နော်အရင်ကတည်းကစလို့ရှိရင်တော့တောင်တဘဝလာတရားတွေကိုအရင်မခံစားမိတော့တဲ့အခါမျိုးကြတော့လမ်းလျှောက်ယုံတက်ဒါမှမဟုတ်အညောင်းညာပြေယုံတက်သွားယုံတော့ပဲဆိုလို့ရှိရင်တော့ကောင်းပါလေဒါကခြေကံပါဇက်လိုင်းကူနဲ့ခြေကံပါဇက်မှာရှိတဲ့နေရာပေါ့နော်ဆိုတော့အဲ့ကနေဆက်သွားလို့ရှိရင်တစ်ဖက်မှာနိုင်ရည်တွင်းဆိုတဲ့ဒီသူ့ဟာသူရေထွက်နေတဲ့ကန်လေးတစ်ခုပေါ့နော်ရေတွင်းလိုမျိုးပုံစံမျိုးလေးတစ်ခုရှိပါတယ်ဒါလည်းအရင်ထူးဆန်းတာတော့မဟုတ်ပါဘူးပေါ့နော်ပုံစံတိုင်းလမ်းမှာကျွန်တော်တည်ထားတဲ့ဈေးဆိုင်တန်းတွေဈေးဆိုင်တန်းနဲ့တွဲရဲ့လူနေလေးတွေပေါ့နော်ဒါတော့အသက်ရောအဆင်ရောလက်လျှောက်လုံးမှာရှိပါတယ်မော်ဆိုးတောင်ဆိုလို့ရှိရင်ကြိုက်ကြီးစီတီရဲ့တစ်ဖက်ချမ်းစားတောက်ဆိုင်တန်းရဲ့နောက်ကျောဘက်မှာရှိတဲ့အခါမျိုးကြတော့ဒီပြန်တက်လာတဲ့အသက်လမ်းမှာစားတောက်ဆိုင်တန်းဟိုတယ်တန်းတွေရဲ့ကျောဘက်ကိုလမ်းမြင်ရတာပေါ့နော်အဲ့မှာအဆောက်အုံတွေစောက်ထားတာထပ်လိုက်ပေါ့နော်တောင်ဆောင်နားမှာဒီနေရာလေးကတော့ရဟန်းရင်ခွင်သွားတဲ့လမ်းလေးဖြစ်ပါတယ်အဲ့ဒီပြီးနာတောင်ဆောင်အောင်ကန်ဒီမှာတော့ဘုန်းကြီးတော်နှစ်ကျောင်းရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်မှပြန်တွေ့ကြတာပေါ့